Hello guys မင်္ဂလာပါရှင်ခုချိန်ကတော့9နာရီခွဲရှိပါပြီလက်ဆာစားပြီးတော့ထမ်းမြစ်တဲ့ဇီရီကောက်မှာဖြစ်ပါတယ်ထမ်းမြစ်စားပြီးတော့တူးပါတော့မယ်ထမ်းမြစ်တူးလွယ်လွယ်လေးလို့ထင်ထားတာတကယ်တော့တူးရတာတော်တော်လေးကိုခက်ပါတယ်အခုကတော့ဇီးသီးသကောက်မှာပေါ့နော်ဇီးသီးတွေကတပေလုံးပြုတ်သိမ့်နေအောင်ပြီးတယ်အသီးတွေကလည်းလှတယ်ပြီးတော့ပိုးတွေလည်းမရှိဘူးအဆုံးလေးကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ရှင်အိမ်ပြန်ပါတော့မယ်